မတွေ့ရတာတော်တော်လေးကြာနေပြီနော်ကြိုကြိုမလေးအရင်တော့မအေးတော့ဘူးတီလာတုံအရန်ကျေးဇူးတင်နေအခုဆိုရင်ຫນွေဦးရောက်ပြီတုံဆိုရင်အခုအင်ကြီးပပလေးနဲ့လည်းအတွင်ထွက်လို့ရပြီတုံအခုခင်းစားရောက်နေရပါဒီနေ့တုံရဲ့မစ်ရှင်ကတော့ခိုင်းကက်ဆွတ်လို့ခေါ်တဲ့ဂျပန်မှာအရန်နာမည်ကြီးတဲ့24နာရီဖွင့်တဲ့အင်တာနက်ကဖေကိုတောင်းပါပါဂျပန်မှာတည့်ရဲ့အတိုင်းအင်တာနက်ကဖေတွေကအရန်နာမည်ကြီးရဲ့အခုတုံသွားရဲ့နေရာဆိုကြလို့ရှိရင်ဒီဆိုင်ရပေါ့နော်ဘယ်နေရာမှာဆိုရှိရဲတိုကျိုမြို့ဒီဂျပန်တနိုင်ငံလုံးပေါ့နော်ဂျပန်တနိုင်ငံလုံးရဲ့ဘယ်နေရာမှာဆိုရှိတဲ့အင်တာနက်ကဖေပါမန်ဂါချစ်သူတွေဆိုလို့ရှိရင်တကယ်လာတင်နေဒီလားမန်ဂါစာအုပ်တွေဆိုတော့အများကြီးပဲတုံကမဖတ်တတ်လို့သာသူကအရင်ဆုံး first time မှာဆိုကြလို့ရှိရင်မမကက်ရင်လောက်ကရဲပြီးကြလို့ရှိရင် check in ဝင်ရတယ်ပေါ့နော်တုံ check in မှာတိုင်ပတ်နေလို့ဝန်ထမ်းလေးအကူအညီနဲ့အဆင်ပြေခဲ့ပါတယ်ပြီးတော့သူအခန်းလေးရွေးလို့ရသေးတယ်ဒီလားခုံလေးဘလို့လေးထိုင်ခြင်းလဲဆိုပြီးတော့အခန်းလေးရွေးလို့ရတယ်ပြီးတော့ကြီးရကြိုက်လားကြေရကြိုက်လားကျင်းလာကြိုက်လားပေါ့နော်အဲ့လိုမျိုးလည်းရွေးလို့ရတယ်အခန်းနဲ့စသားရောက်ပါရဲ့မိမဖွင့်တက်လို့တိုင်ပတ်နေရမိကိုဘလို့ဖွင့်ရမှမသိဘူးရောက်တာ This is my room. Oh my god. Okay. ဘလို့လဲဆိုနည်းနည်းတော့စိတ်ကျဉ်ကျက်တယ်လို့ခံစားရတယ်အေးဘုန်းလေးနည်းနည်းလေးခဏ Okay. နည်းနည်းလေးတက်ချချောင်းပါဟုတ်ဘူးဒါမီ Okay. နည်းနည်းလေးတော့အသက်ရှူကျက်တယ်လို့ခံစားရတယ်ဒီစက်ဆက်ပြီးတော့မအေကိုစောင့်နေတာပဲရှိသေးတယ်။ဘာဟဲ့တော့လဲ။ကြည့်လိုက်မယ်။သူကအဆောက်ထားလို့ရှိရင်ရတယ်။ဟိုမှာကြည့်ရကြတော့ရှိတယ်မို့ကျွေးလိုက်ကျွေးရှိတယ်မို့ကပင်တော့မှလည်းမသိဘူး။တကားဖွင့်ပိတ်လို့တကားမီးဖွင့်တာတကားတော့တောင်းချင်တာအဲကိုလို့ထင်တယ်ဒီအခန်းမှာဘလို့လဲမသိကြဒီခုံကအရမ်းမြင့်နေတယ်ဒီမှာကြည့်အောင်အရမ်းမြင့်နေအော်မရှိရဘူးအေးရတယ်ဟုတ်โอเคဒါလေးဆိုအမေစီတော့ဒီနေ့လာတာကကွန်ပျူတာသုံးဖို့လာတာပေါ့နော်ဒါလို့ဆရာရှိလို့ဘယ်နဲ့ဘယ်စားလို့ကောင်းလဲမသိဒီကွန်ပျူတာနည်းနည်း try ကြည့်ရတော့ဒီမှာ3နိုင်လောက်တော့ချိန်ကျိုးဝင်လို့စဉ်းစားထားရဲဆိုတော့ပြီးတော့ဘာမုံမှပါမလားအဲ့ဒါအဓိကပဲဘာစားရမှာပါမလားစားရထုတ်ဝယ်ခြင်းပါတိကအရင်တော့လက်တော့ရှိရလက်တော့ပါလာဒါပေမဲ့အဲ့ဒါကအရင်ဟောင်းနေပြီတုံငယ်ငယ်လေးရဲ့သုံးတဲ့ဟာဆိုတော့အဆင်မပြေဘူးဆိုတော့လုံးဝဖွင့်တော့အခုတော့အရင်ကြီးလောက်ဆရာရှိလို့ပေါ့နော်လက်တော့လည်းသုံးရမယ်နေရကွန်ပျူတာသုံးရမယ်နေရလာတိုင်းဖြစ်ချင်တော့အကုန်လုံးကဂျပန်လိုကြီးပဲဂျပန်လိုကြီးပဲဘလို့သုံးရမယ်ဂျပန်လိုကြီးပဲအဲ့ဒါကကွာတက်တာပဲတိတာဘာလို့ဆိုတော့မသိဘူးအခန်းကြီးအများကြီးပဲအခန်းနဲ့နေကြားတာဆိုတော့ကြားရတယ်ဒါပေမဲ့တုံးပေးနာအခန်းတော့အခုတည်းကမကြားသေးဘူးပြင်မာအတန်ရှင်းလုံးနေအကုန်ကြားရတယ်ဆိုတော့ကဲတော့တုံးပေးနာအခန်းမှာလူရှိကြလို့ရှိရင်တော့ပြောနေအတောင်လည်းကြားရင်ကြားမှာသူအတန်တော့တိတ်မလုံးဘူးပေါ့နော်ဟုတ်တော့နောက်ရတာကဘာလဲဆိုတော့ဘာလဲဘာစားတော့စီမှာဘာစားဆိုင်မှာတခုမှမဝယ်လာခဲ့ပါတော့မရှိတော့ဘူးတခုပဲရှိတယ်3နာရီလောက်ဒီမှာအချိန်ထုံးပြရတယ်တော့ချိန်သွားဖို့ဆိုပြီးပေါ့နော်အောက်မှာလည်းတစ်ခါချိန်မစုံဝင်လာတယ်ဆိုတော့ဒီရှိတယ်တခုပဲပါတော့ခဏအပြည့်ထွက်ပြီးတော့မဟုတ်တော့ဝယ်ပြီးတော့မပြန်နိုင်ကောင်းလားစဉ်းစားတယ်Starbucks ရတော့ရှင်တယ်အရင် Starbucks ကတော့တောက်ရှင်နေတာဆိုပစ္စည်းခဏထားခဲ့ပြီးတော့ဒီတိုင်းပဲအပြင်မှာမဟုတ်တခုတော့မပြန်နိုင်ကောင်းဘူးအချိန်ကုန်တယ်တော့ဒီမှာအချိန်တွက်နေပေါ့နော်ဆိုတော့ဒီရတော့7 minutes ရှိပြီးပြီးရင်ပတ်စံလေးတွက်ပြီးမှဒီနေ့မှာတစ်ခါလေးပါပြီးတာပေါ့နော်တော်တော်အဆင်ပြေတယ်ဒါဆောက်တော့က okay လို့ပြောလို့ရတယ်စလိကတော့ဒီမှာတော့မရဘူးပြီးတော့အချိန်တွင်းမှာအပြည့်ထက်လို့လည်းရလို့ရှိထားရပေါ့နော်နည်းနည်းလေးတော့စဉ်းစားလိုက်အောင်ပဲဘာသာလို့ income လုပ်တယ်အဲ့တော့အကောင့်ဝင်ထားလိုက်ပြီတော့အကောင့်ဒီမှာရေချိုးလို့လည်းရတယ်ကွာဒီရေချိုးလို့ပါရတယ်လုံးဝတဲ့အိမ်မှာရေမချိုးတော့ဘူးဘာမှလဲဝါကီးဘုတ်တော့မပဲရေးရကြဘူးလားမသိဘူးနဲ့တိုင်ပတ်နေပြီဘာမှလဲ A few moments later
မီတာ3နာရီများပြီးမျိုးလုံးတော်တော်ညောင်းနေပြီတိလားဟိုလေဘယ်လောက်ထိရိုးသားလဲဆိုကြလို့ရှင်လေဒီလိုမျိုး internet cafe တွေကကွာဒီတိုင်းလေးတယောက်တည်းလာပြီးတော့အချိန်ကုန်လို့ထင်တာအမှန်တော့မဟုတ်ဘူးအတွဲတွေဆိုတာလေအများကြီးပဲလာလိုက်ကြတာဆိုတော့ coffee ထိုင်းနေရမတွေ့အခုမှတွေ့ရကွာတိလားဆိုတော့တောင်းခုယူလာကပါလေမတ်ချ ice ယူလာတော့ချီခဲထည့်ပြီးတော့ရေခဲရင်ထည့်ပြီးတော့မချထည့်ရပါတော့တော့မချရင်ထည့်ပြီးမှရေခဲထည့်လိုက်တော့ဘင်းတော့နည်းနည်းဖိတ်ကြပါသေးတယ်ဆို cheer ကောင်းတယ်အရင်ကောင်းတယ်အရင်ကောင်းတော့အရင်ကောင်းတယ် ice cream နဲ့ရတယ် ice cream အများကြီးပဲအထက်မှာထည့်တာ那搞点啥？那些钱都来了。သူ website မှာပြောထားတဲ့ဈေးနဲ့အပြန်ဈေးနဲ့မတူဘူးပေါ့နော်တုံးအဲ့ဒါနည်းနည်းလေးတော့လန့်သွားတယ်တုံ gym လဲသွားရအောင်မလို့2 နာရီလောက်လုပ်ပြီးတော့တုံပြန်ပါပြီအားလုံးပဲနောက်ဗီဒီယိုမှာပြန်နေကြအောင်မယ်နော်တတာ